မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကမိထွေးကိုပြန်ပြီးအသက်ဝင်လာစေခဲ့ပါတယ်။အဲ့ဒါကနှစ်ကုန်ခန်းဒီအချိန်မှာဖြစ်ခဲ့တာပါ။အဲ့ဒီနေ့ကကျမနဲ့အမတော်စုထားတဲ့ငွေတွေကိုဝေးလံတဲ့အရက်မှာဒုက္ခခံနေရတဲ့အဖေနဲ့အကိုစီပို့ပေးဖို့ကုန်တယ်တယောက်နဲ့တွားပြီးစီစဉ်ခဲ့ပါတယ်။အိမ်ပြန်ရောက်တော့အိမ်ရှိမှာလူတွေအများကြီးဝိုင်းနေတာတွေ့လိုက်ရတယ်။အိမ်ရှိမှာဝေါ်ရင်သေးလေးတစ်ခုရက်ထားပြီးရုပ်ဆိုးဆိုးနဲ့လူတစ်ယောက်ကရှန်ရှောင်ချောင်ထွက်ခဲ့စမ်းသူ့ကြောင့်ငါမျက်နှာပျက်စီးသွားပြီးသူ့ကိုငါနဲ့လက်ထပ်ပေးရမယ်။ငါအိမ်မှာကျုံလို့လုပ်ပြီးပြန်ပေးဆက်ရမယ်လို့ရိုင်းရိုင်းဆိုင်ဆိုင်အော်ဟစ်နေတာပါ။ဒီလူကိုကျမသိပါတယ်။သူကဟန်ကျိုးကနာမည်ကြီးချမ်းသာတဲ့ကုန်တယ်လင်းချမ်းပေါင်ပါ။သူ့အမေနဲ့ကျမမိခင်ကြီးကငယ်တငယ်ချင်းတွေဖြစ်ခဲ့ကြသလိုကျမတို့မမွေးခင်ကလေးကကလေးချင်းစစ်ဆက်ဖို့စကားကမ်းလှမ်းဖူးတဲ့သူပါ။အရင်ကကျမတို့ကောင်းစားစဉ်ကသူ့အိမ်ကိုခဏခဏလာတတ်ပေမဲ့ကျမကတော့သူ့ကိုလုံးဝမကြိုက်ပါဘူး။ဘာလို့လဲဆိုတော့သူကျမကိုကြည့်တဲ့မျက်လုံးတွေကယွန်စရာကောင်းလို့ပါ။နောက်ပိုင်းကျမခောက်ဆွဲရောက်တော့လေသူကဆိုင်ကိုလာပြီးနှောက်ယှက်တတ်ပါသေးတယ်။လွန်ခဲ့တဲ့3ရက်ကဆိုရင်သူကကျမကိုအတင်းအဓမ္မလုပ်ဖို့စူးစမ်းလို့ကျမကခောက်ဆွဲပြုတ်ရီပူပူတွေနဲ့သူ့မျက်နှာကိုလှမ်းပတ်လိုက်တာပါ။သူကတော့အပူလောင်ပြီးအော်ဟစ်ကပြန်ပြေးသွားခဲ့တာပေါ့။သူ့လိုလူမျိုးကိုပညာပေးလိုက်တာကျမလုံးဝနောက်တမရပါဘူး။ကျမလူအုပ်ကိုတိုးပြီးဝင်သွားလိုက်တော့လင်းချမ်းပေါင်ကစိတ်လှုပ်ရှားလုံးလို့မျက်နှာကြီးပိုပြီးရုပ်ဆိုးသွားပါတယ်။မျက်နှာကပျက်စီးသွားတာပဲပျက်စီးတာနဲ့မပျက်စီးတာဘာထူးမှလဲလို့ကျမကခနဲ့လိုက်တော့သူကပိုဒေါသထွက်ပြီးရှန်ရှောင်ချောင်းနင်ကအရင်လိုရှမ်းမိသားစုကတခင်မလေးမဟုတ်တော့ဘူးနော်အခုတော့လမ်းဘေးမှာဈေးရောက်နေတဲ့သူပဲနင့်ကိုငါကမယားငယ်အဖြစ်သိမ့်မလို့လောက်တာတော့နင်ကအဆင်မရှိတာလို့ပြန်អော်ပါတယ်။ကျမလည်းငါလမ်းဘေးမှာဖုန်းတောင်းစားရင်တော့နင့်လိုရမက်ကြီးတဲ့လူမျိုးနဲ့တော့လက်မထပ်နိုင်ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်။သူကဒေါသထွက်ပြီးကျမကိုရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာအဖွားကထွက်လာပြီးကျမရှိကကာကွယ်ပေးပါတယ်။မောင်ရင်လင်းငါတို့မိသားစုအားကိုးရမဲနေတာကိုအခွင့်ကောင်းယူပြီးလာနေနေတာလားငါသားကအာနာမရှိတော့ပေမဲ့နန်းတွင်းမှာမိတ်ဆွေဟောင်းတွေရှိသေးတယ်ဆိုတာမမေ့နဲ့မောင်ရင်ငါမြေမလေးကိုအတင်းတက်လုပ်မယ်ဆိုရင်တော့ငါလည်းမိတ်ဆွေဟောင်းတွေကိုအကူအညီတောင်းပြီးတရားမျှတမှုရှာရလိမ့်မယ်လို့အဖွားကရဲရဲဝံ့ဝံ့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလင်းချမ်းပေါင်ရဲ့အမေကလူအုပ်ထဲကထွက်လာပါတယ်။သူမကအဖွားကိုအရင်တောင်းပန်ပြီးကျမကိုတော့ကျင်နာတဲ့မျက်လုံးတွေနဲ့ကြည့်ပါတယ်။ချမ်းပေါင်ကရှောင်းချောင်ကိုငငယ်ကလေးကသဘောကျနေတာပါအခုရှမ်းမိသားစုမှာဒုက္ခရောက်နေတာဆိုတော့ရှောင်းချောင်ကိုကျမတို့အိမ်ခေါ်ထားလိုက်ရင်သူလည်းပင်ပန်းမှာမဟုတ်တော့ဘူးလေဒါကရှမ်းမိသားစုကိုကူညီရလဲရောက်တာပေါ့လို့သူကစကားလှလှလေးတွေပြောတော့ဘေးကလူတွေကလည်းသူတို့ကိုစိတ်ထားကောင်းတယ်လို့ထင်ကုန်ကြပါတယ်။ဒါပေမဲ့သူမရဲ့မျက်လုံးတွေကလောဘအရေးအယောင်ကိုကျမမြင်နေရတာပေါ့။အဖွားကရင်ရင်ကြေးကြေးပဲညှင်းလိုက်ပေမဲ့သူမကပြောမရတော့အမသုံးဖို့လုပ်ပါတော့တယ်။ဒီကောင်မလေးကငါသားမျက်နှာကိုဒီလိုလှုပ်ထားတာဒီအတိုင်းလှုပ်ပေးမယ်ထင်နေလားတဲ့အမတော်ဒီကျဲကလည်းတီးမခံနိုင်တော့ပဲလင်းချမ်းပေါင်သားရှောင်းချောင်းကိုမကောင်းတဲ့အကြံနဲ့မလုပ်ရင်ဘလို့လို့အပူလောင်မလဲဒါကိုပြုတ်တဲ့ကံကိုပြန်ခံရတာလို့ခေါ်တယ်ရုံးတော်ရောက်လဲငါတို့မကြောက်ဘူးလို့ဝင်ပြောပါတယ်လင်းအမေကဒီနည်းနဲ့မရတော့နင့်အမေကိုယ်တိုင်ကရှောင်းချောင်းကိုငါသားနဲ့ပေးစားမယ်လို့ဂတိပေးခဲ့တာလေအခုတော့ဂတိဖြတ်မလို့လားလို့ထပ်ပြောပြန်ပါတယ်အဲ့ဒီအချိန်မှာပဲအားမရှိတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်မဟုတ်တာတွေဆိုပြီးမိထွေးကမကြမ်းမာတဲ့ခန္ဓာကိုယ်ကိုအာတင်းပြီးအပြင်ကိုထွက်လာတာပါလင်းအမေကမိထွေးကိုမြင်တော့ဝမ်းနီယံမင်းကိုယ်တိုင်ရှောင်းချောင်းကိုငါသားနဲ့ပေးစားမယ်လို့ပြောခဲ့တာလေးလို့ဆိုပါတယ်အရင်ကတော့အရင်ကြီးဆုံးတငယ်ချင်းတွေပါဆိုပြီးအခုမိထွေးဒီလောက်ဖျားနေတာကိုတခွန်းတောင်မမေးပါဘူးမိထွေးကချောင်းချိန်ချိန်ဆိုပြီးမှအေးဆက်ဆက်နဲ့ပြန်ပြောပါတယ်ငါကလင်းချမ်းပေါင်လိုလူမျိုးစီငါသမီးကိုဘယ်တော့မှပေးစားမှာမဟုတ်ဘူးအဲ့ဒါကငါသမီးကိုမိထွေးနဲ့တွန်းပို့တာနဲ့အတူတူပဲလို့ပြောလိုက်တော့လင်းမေကအံ့ဩသွားပါတယ်နင်းကမယားငယ်ကမွေးတဲ့ဒီကောင်မလေးကိုအမုန်းဆုံးမဟုတ်ဘူးလားအခုတော့ငါတို့တငယ်ချင်းတန်ရောစင်ကိုဖျက်ပြီးသူ့ဘက်ကနေကာကွယ်နေတာလားတဲ့မိထွေးကကျမကိုကြည့်တဲ့မျက်ဝန်းတွေကနေရဲနေပါတယ်ငါအိပ်ရတဲ့လဲနေတဲ့အချိန်မှာငါအနားမှာအမြဲရှိနေပြီးငါအသက်ရှင်ဖို့အတွက်ပင်ပန်းပန်းငွေရှာနေတာရှောင်းချောင်ပဲအဲ့ဒီအချိန်မှာနင်တို့ဘယ်မှာလဲငါညီမလို့ပြောနေပြီးငါဖျားနေတာကိုတခါတောင်လာကြည့်ဘူးတလားလို့မိထွေးကလင်းအမေစီကိုတလန်းချင်းတိုးသွားပါတယ်အခုတော့ငါသမီးကိုဒုက္ခပေးဖို့ငါ့ကိုအကူအညီလာတောင်းနေတာလားအိမ်မက်မက်နေလိုက်လို့ပြက်ပြက်သားသားပြောလိုက်တော့လင်းအမေတို့သားမိလဲဒေါသတကြီးနဲ့ထွက်သွားကြပါတော့တယ်ထွက်မသွားခင်မှာလဲနင်တို့ငါသားကိုဒီလိုလုပ်ထားတာငါလွယ်လွယ်နဲ့လွတ်မပေးဘူးစောင့်ကြည့်နေလိုက်လို့ချင်းချောက်သွားပါသေးတယ်မိထွေးကအာတင်းပြီးထွက်လာခဲ့တာဆိုတော့အခုစိတ်လှုပ်ရှားသွားတာနဲ့ပဲမိလဲမလို့ဖြစ်သွားပါတယ်အဖွားနဲ့အမတော်တို့ကအမြန်ပဲအိမ်ထဲကိုတွဲခေါ်သွားကြတာကိုကြည့်ရင်ကျမရင်ထဲမှာမိသားစုဆိုတဲ့အဓိပ္ပာယ်ကိုပထမဆုံးအကြိမ်လေးလေးနက်နက်ခန်းစားလိုက်ရပါတယ်။မိသားစုရဲ့ကာကွယ်မှုကိုရရတာတကယ်ကိုနှွေးထွေးပါလား။အဲ့ဒီညမှာမိထွေးစီဆေးသွားဖို့တော့သူကကတင်ပေါ်မှာမိထိုင်ရင်ကျမကိုရှောင်ချောင်းလာပါဦးဒီမှာထိုင်ပါလို့ခေါ်ပါတယ်။ကျမလည်းရိုးရိုးသေးသေးလေးသွားထိုင်လိုက်တော့သူကကျမမျက်နှာကိုလှမ်းကင်ပြီးဒီနှစ်တွေမှာနင်းတကယ်ကိုပင်ပန်းခဲ့ပါပြီငါနင့်အပေါ်အယမ်းမားခဲ့တယ်လို့ပြောရင်းမျက်ရည်ကျပါတယ်။ကျမလည်းရင်ထဲမှာမကောင်းတာနဲ့ခေါင်းငုံပြီးအမေအဲ့လိုမပြောပါနဲ့အမေကျမ်းမာရေးကပိုရေးကြီးပါတယ်လို့ပြန်ပြောမိပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးမိထွေးကကျမကိုအမတော်ဒီကျဲကိုချစ်တယ်လို့မျိုးအရင်ကထက်အများကြီးပိုပြီးကျင်ကျင်နာနာဆက်ဆံလာပါတော့တယ်တခါတလေကျမဆိုင်ပိတ်လို့အိမ်ပြန်နောက်ကျရင်လည်းမိထွေးကမီးအိမ်လေးထွန်းပြီးစောင့်နေတတ်တယ်လို့အမတော်ကိုလည်းကျမအတွက်ထမင်းတွေနှွေးခိုင်းထားတတ်ပါတယ်ရှောင်းချောင်းကငါသမီးရင်းတွေထက်တောင်ပိုပြီးစိတ်ထားကောင်းတာလို့မိထွေးကအဖွားကိုပြောနေတာကိုတခါမှကျမမတော်တဆကြားလိုက်ရတော့ပြုံးမဆုံးဖြစ်ခဲ့ရပါတယ်မိထွေးလည်းအဲ့ဒီနောက်ပိုင်းစိတ်သက်တွေပြန်တက်ကြွလာပြီးကျမရေးလည်းတစ်နေ့ထက်တစ်နေ့ကောင်းလာပါတယ်ကျမကတော့နေတိုင်းခောက်ဆွဲရောက်နေတော့ပါပဲဒါပေမဲ့မိသားစုကလာဦးမဲ့ဒုက္ခတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတော့ကျမစဉ်းစားလို့မရသေးပါဘူးကျမတို့မိသားစုကိုဒုက္ခပေးဖို့ကြံစီနေတဲ့မိသားစုစီကသတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်လင်းချမ်းပေါင်ဟာမျက်နှာမှာအမာရွတ်ကြီးနဲ့ဖြစ်နေတာတောင်စိတ်မပြေပဲလမ်းပေါ်မှာမိန်းကလေးတွေကိုလိုက်နှောက်ရှက်နေတော့ပါပဲတနေ့မှာတော့သူဟာခေါင်းမာတဲ့အမျိုးသမီးတစ်ယောက်နဲ့တိုးပြီးအဆက်ခွဲခံရတာကြောင့်တဲခိုခန်းတစ်ခုရဲ့တိုင်နဲ့အရှိန်ဟုန်နဲ့တိုက်မိသွားပါတယ်တိုက်ဆိုင်ပဲအဲ့ဒီတဲခိုခန်းမှာမြို့တော်ကလာတဲ့အရာရှိကြီးတစ်ယောက်တဲခိုနေတာပါအဲ့ဒီအရာရှိကအဖြစ်ပြက်အားလုံးကိုမြင်သွားပြီးအရန်ဒေါသထွက်တာကြောင့်တေချာစုံစမ်းခိုင်းလိုက်တဲ့အခါမှာတော့လင်းချမ်းပေါင်ဟာနှစ်ပေါင်းများစွာအတွင်းမိန်းကလေးအများကြီးကိုဒုက္ခပေးခဲ့တယ်လို့လူတက်မှုတွေတောင်ကျူးလွန်ခဲ့တာပေါ်သွားပါတော့တယ်
နောက်ဆုံးမှာတော့လင်းချမ်းပေါင်ဟာထောင်ထဲရောက်သွားပြီးစောင်းဦးအကုံမှာခေါင်းဖြတ်တက်ဖို့အမိန့်ချခံလိုက်ရတယ်လို့မိမိသားစုလည်းပိုင်ဆိုင်မှုတွေသိမ်းဆည်းခံရပြီးဒဏ်ငွေအမြောက်အများပေးဆောင်လိုက်ရပါတယ်ဒီသတင်းကိုကြားရတော့ကျမစိတ်ထဲမှာတကယ်ကိုပေါ့ပါသွားပါတယ်ခေါင်းဆွဲချက်ရင်းနဲ့တောင်တချင်းလေးတအေးအေးဆိုနေမိတာပေါ့အဲ့ဒီလိုပြောနေတော့မှပဲရင်းနှီးတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ရှက်လင်ရွင်ကဆိုင်ကခုံပေါ်မှာထိုင်နေပြီးနောက်ကိုခေါက်ဆွဲတစ်ပတ်ကန်ပေးပါလို့လှမ်းပြောပါတယ်ဒီနေ့သူ့ဝတ်ထားတဲ့အဖြူရောင်ဝတ်စုံနဲ့ငွေရောင်မြေခွေးသားဝတ်ယုံကြီးကကျမရဲ့လမ်းဘေးဆိုင်လေးနဲ့လုံးဝကိုမလိုက်ဖက်ပါဘူးသူ့နောက်မှာလူကျင်ဟုံကိုရှာကြည့်ပေမဲ့မတွေ့တာကြောင့်ကျမနည်းနည်းတော့စိတ်ညစ်သွားပါတယ်ဘာလို့လဲဆိုတော့စကားပြောကောင်းတဲ့လူကျင်ဟုံမပါရင်ရှက်လင်ရွင်နဲ့ဘယ်လိုစကားပြောရမလဲမသိလို့ပါရှက်လင်ရွင်ကကျမရဲ့ပုံစံကိုကြည့်ပြီးကျင်ဟုံကမြို့တော်ကိုပြန်သွားပြီးဒီနေ့ငါတယောက်တည်းပဲလာတာလို့မျက်မှောင်ကုပ်ပြီးပြောပါတယ်ဘာခောက်ဆွဲစားမလဲလို့ကျမမေးတော့သူကနင်းစင်ပြေတာပဲချက်ပေးပါလို့ပြန်ဖြေပါတယ်ကျမလည်းစောင်းရသည်နဲ့လိုက်ဖက်အောင်ပူပူနွေးနွေးကျက်စွပ်ပြုတ်ခောက်ဆွဲတစ်ပတ်ကန်ချက်ပေးလိုက်ပါတယ်ခောက်ဆွဲပတ်ကန်ချပေးပြီးတော့ဘေးမှာရက်နေရတာနည်းနည်းအနေရခက်နေမိတယ်အဲ့ဒီအချိန်မှာဧည့်သည်တယောက်ရောက်လာပြီးဒီတိတ်ဆိတ်နေတဲ့အခြေအနေကိုဖြိုခွဲပေးဖို့ပဲဆူတောင်းနေမိပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဘယ်သူမှရောက်မလာပါဘူးရှက်လင်ရွင်ကကျမကိုနှစ်ခါလောက်ကြည့်ပြီးထိုင်ပါဦးလို့ပြောတာကြောင့်သူ့မျက်နှာချင်းဆိုင်မှာထိုင်ပြီးသူ့ခောက်ဆွဲစားတာကိုငေးကြည့်နေမိပါတယ်သူကစားတာတော့အရန်ကိုယဉ်ကျေးပြီးအေးအေးဆေးဆေးပါပဲခဏနေတော့သူ့ခောက်ဆွဲရောစွပ်ပြုတ်ရောအကုန်တောက်လိုက်တာကိုမြင်မှကျမလည်းပကံတွေသိမ့်ဖို့ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာသူကဒုက္ခရောက်နေတာကိုဘာလို့ဝိုင်းထိုးအပေါင်ဆိုင်မှာအကူအညီမတောင်းတာလဲလို့မေးလာပါတယ်ကျမလည်းကြောင်သွားပြီးလင်းချမ်းပေါင်ကိစ္စကပြေလည်သွားပြီလေအဲ့လိုဖြေလိုက်တော့သူကတကယ်လို့မပြေလည်ရင်ကောနင်းတယောက်တည်းပဲအကုန်ရင်ဆိုင်မလို့လားလို့ခက်အေးအေးပဲမေးပါတယ်ကျမလည်းရင်ဆိုင်နိုင်ရင်ရင်ဆိုင်ရမှာပေါ့မတက်နိုင်ရင်လည်းတမျိုးပေါ့လို့ပြန်ပြောမိပါတယ်သူခဏလောက်တိတ်သွားပြီးမှနေမကြောက်ဘူးလားလို့ထပ်မေးပါတယ်ကြောက်နေလို့ဘာထူးမှလည်းကြောက်နေုံနဲ့တော့ဘဝကရက်တန့်သွားမှာမဟုတ်ဘူးလေလို့ကျမပြန်ပြောလိုက်တော့သူကကျမကိုတော်တော်ကြာအောင်စိုက်ကြည့်နေပါတယ်တကယ်တော့ကျမသူ့စီအကူအညီမတောင်းတာကသူတစ်ပါးကျေးဇူးကိုမတင်ကျင်တာရဲ့ငငယ်ကလေးကဘသူ့ကိုမှအာမကိုတတ်တဲ့အကျင့်ရဲ့ကြောင့်ပါလင်းချမ်းပေါင်ကိုလည်းကျမကိုယ်တိုင်ပဲရှင်းမလို့လှုပ်ထားပြီးသားပါဒါပေမဲ့သူကတော့ကျမစကားကိုမယုံတဲ့ပုံစံနဲ့စိုက်ကြည့်နေတော့မှာပဲငါကနင့်အကိုကြီးရဲ့ကျေးဇူးကိုတင်ဖူးလို့တက်နိုင်တဲ့လောက်ပြန်ပေးဆက်ချင်ရုံပါလို့သူကပြောပါတယ်ကျမလည်းဘာပြန်ပြောရမှန်းမသိတာနဲ့တယောက်နဲ့တယောက်စိုက်ကြည့်နေမိကြတယ်သူလည်းပြင်းသွားပုံရပြီးထပြန်ဖို့လုပ်ပါတယ်ဖတ်သွားကန်ဒီမှာခောက်ဆွဲကအရသာရှိတယ်လို့ပြောသွားတာကြောင့်ကျမချက်ချင်းပြုံးသွားမိပါတယ်စပုံမူးတိုင်းကစားသုံးသူစီကချီကျူးစကားကြားရရင်ပြောကြတာပဲလေဒါပေမဲ့ကျမပြုံးတာကိုမြင်တော့သူ့မျက်နှာကပိုပြီးပြတ်သွားပါတယ်သူထွက်သွားတာကိုကျမပျော်နေတယ်လို့ထင်သွားပုံရပါတယ်နောက်ဆုံးတော့ရင်းနှီးနေတဲ့ဆေးပလင်းလေးတစ်လုံးကိုထပ်ပစ်ပေးပြီးနောင်ကြရင်အပေါင်ဆိုင်ကနေလာတိုင်းဒီဆေးတစ်ပလင်းပို့ပေးလိုက်မယ်အများကြီးမသုံးနဲ့ဦးလို့ပြောပြီးထွက်သွားပါတော့တယ်သူထွက်သွားပြီးနောက်မှာတော့ဆိုင်ကိုစောစောပိတ်ပြီးအိမ်ပြန်လာခဲ့ပါတယ်လမ်းပေါ်မှာလည်းနှစ်သက်ကူအငွေသက်တွေကတဖြည်းဖြည်းများလာနေပါပြီအဖွားနဲ့မိခင်ကြီးတို့ကလည်းအိမ်ကိုအလှဆင်ဖို့ပြင်ဆင်နေကြတယ်အိမ်ဝန်းလေးထဲမှာအနီရောင်လေးတွေမြင်ရတော့ရင်ထဲမှာနှွေးထွေးသွားပါတယ်အဖေနဲ့အကိုတို့ကအဝေးမှာဒုက္ခခံနေရတော့ဆိုတော့ကျမတို့နှစ်သက်ကူကိုအချင်းချင်းပဲလုပ်ကြပါတယ်နှစ်သက်မှာပျော်ရွှင်ပါစေညီမလေးရှောင်းချောင်းလို့အမတော်ဒီကျဲကခွက်ကိုမြှောက်ပြီးကျမကိုပြုံးပြပါတယ်ကျမလည်းနှစ်သက်မှာပျော်ရွှင်ပါစေအမတော်လို့ပြန်ပြောလိုက်ပါတယ်မိခင်ကြီးကတော့ကျမတို့ကိုကြည့်ပြီးမျက်ရည်ဝဲနေပေမဲ့ပြုံးနေရှာပါတယ်အဖွားကတော့ဘေးကနေနင့်အဖေနဲ့အကိုတွေပြန်လာရင်တော့ငါတို့မိသားစုပြန်ဆောင်ကြပြီပေါ့လို့တွတ်ရေရွတ်နေပါတယ်နှစ်သက်ကူပြီးတော့ကျမပြန်ပြီးအလုပ်ရှုပ်ရပြန်ပါတယ်လမ်းထဲကဆိုင်ရှင်တယောက်ကသူ့စာတီကိုပြန်တော့မှမို့သူ့ဆိုင်ကိုလက်လွဲရောင်းချင်နေပါတယ်အဖွားနဲ့တိုင်ပင်ပြီးအဲ့ဒီဆိုင်ကိုဝယ်ကခောက်ဆွဲဆိုင်အသေးလေးတစ်လုံးဖွင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အမတော်ဒီကျဲကလည်းအရင်လိုမဟုတ်တော့ပဲဂုံတိတ်ခါဆိုတာစားလို့ရတာမှမဟုတ်တာဆိုပြီးကျမကိုအပြည့်အဝထောက်ခံတယ်လို့စည်ရင်းကင်လုပ်ပေးမယ်လို့လည်းကတိပေးပါတယ်ဆိုင်ရှင်ကအမြန်ပြန်ကျင်နေတာကြောင့်ဈေးလည်းအရန်မစစ်ပဲကျမတို့စုထားတဲ့ငွေတဝက်လောက်နဲ့တင်ဆိုင်ကိုဝယ်နိုင်ခဲ့ပါတယ်ဆိုင်လေးကိုပြင်ဆင်ပြီးဖွင့်လိုက်တဲ့အခါမှာတော့အစပိုင်းမှာဧည့်သည်နည်းနေပေမဲ့နောက်ပိုင်းမှာတော့အရန်ကိုရောင်းကောင်းလာပါတယ်အမတော်နဲ့အဖွားတို့ပါဝိုင်းကူကြပေမဲ့မနိုင်တော့တာကြောင့်အစီခံ3ယောက်ထပ်ငှားလိုက်ရပါတယ်ဆိုင်ကပိုပြီးအောင်မြင်လာတဲ့အခါမှာတော့ဘေးကဆိုင်ကန်းကိုပါထပ်ဝယ်ပြီးဆိုင်ကြီးဒီဇိုင်းဖြစ်ချဲ့ထွင်လိုက်ပါတယ်အခြေအနေတွေပိုကောင်းလာတော့အဖွားနဲ့မိခင်ကြီးအနားမှာခစားဖို့အစီခံမင်းကလေး2ယောက်လည်းထပ်ဝယ်ပေးလိုက်ပါတယ်အဖွားကအသက်ကြီးလာပြီဆိုတော့အားတင်းထားပေမဲ့ခန္ဓာကိုယ်ကအရင်လိုမတန်ဆွမ်းတော့တာကျမသိပါတယ်တခါတလေညဘက်မှာအဖွားကလက်တာအောက်မှာထိုင်ပြီးမျက်ရည်တုပ်ရင်းကျမတောင်းပန်ပါတယ်ရှင်လို့တိုးတိုးလေးပြောနေတာကိုကျမတွေ့မိပါတယ်ကျမလည်းဝိယုံလေးတစ်ထည်ယူပြီးအဖွားကိုတွားကြုံပေးလိုက်တော့အဖွားကကျမလက်ကိုဆွဲပြီးအဖိုးအကြောင်းတွေကိုပြောပြပါတော့တယ်အဖွားရဲ့စကားတွေကိုနားထောင်ရင်းမှကျမအဖိုးဟာလည်းငငယ်ရွယ်ရွယ်နဲ့အလားလာရှိတဲ့သူတစ်ယောက်ဖြစ်ခဲ့ဘူးမှန်သိလိုက်ရပါတယ်ကန်ဆိုးတာကသူစောစောစီးစီးဆုံးပါသွားခဲ့လို့အဖွားခမညာတစ်ယောက်တည်းရုန်းကန်ပြီးအဖေကိုလူလားမြောက်အောင်ပြုစုခဲ့ရတာပါတစ်သက်လုံးသားသမီးမြင့်မြင့်တွေအောင်မြင်တာကိုပဲကြည့်ပြီးအားတင်းခဲ့ရတာပေါ့အကိုကြီးကတော်လွန်းလို့အဖွားလည်းအယမ်းပျော်ခဲ့ရပေမဲ့အခုတော့အဖွားခမညာဝမ်းနေပြီးငိုနေပြန်ပါတယ်ကျမလည်းအဖွားရဲ့လက်ကိုတင်းတင်းဆုပ်ကန်ရင်အဖွားစိတ်မပူပါနဲ့အကိုကြီးလည်းပြန်လာမှာပါအဖေနဲ့အကိုငယ်တို့လည်းပြန်လာကြမှာပါတနေ့တော့ကျမတို့မိသားစုပြန်ဆောင်ကြမှာပါလို့အားပေးလိုက်တော့မှအဖွားလည်းခေါင်းညိရှာပါတယ်ရှောင်းချောင်းရင်ညီပြောမှာပဲအဖွားစိတ်အေးရတော့တယ်ဒီနှစ်တွေမှာညီးတာမရှိရင်အဖွားလည်းဘလို့မှတောင်းခံနိုင်မှာမဟုတ်ဘူးလို့ပြောတဲ့အခါကျမကအဲ့လိုမပြောပါနဲ့အဖွားရဲ့ကျမတို့ကမိသားစုပဲဟာလို့ပြန်ပြောမိပါတယ်အဖေနဲ့အကိုတို့နေနေတန်ခံရတာအခုဆို3နှစ်တောင်ရှိခဲ့ပါပြီကျမတို့နေရောညပါသူတို့ပြန်လာမယ့်နေ့ကိုမျှော်လင့်နေခဲ့ကြတာပါဒါပေမဲ့အဖေတို့ကိုမတွေ့ရခင်မှာရှက်လင်းရွံကိုအရင်ပြန်တွေ့လိုက်ရပါတယ်သူကအသေးအတန်တန်ရာတွေနဲ့တေးလူမျောပါဖြစ်နေတာပါအဲ့ဒီနေ့ကကျမအစောဆုံးနိုးနေတာမို့တကားဖွင့်လိုက်တာနဲ့လူတစုရောက်လာပြီးသူ့ကိုထားခဲ့တာမြင်လိုက်ရတာပါရှက်လင်းရွံရဲ့မျက်နှာကိုမြင်လိုက်ရတော့ကျမတကယ်ကိုလန့်သွားပါတယ်တကူလုံးမှာလည်းဓာတ်တန်ရာတွေအများကြီးနဲ့သွေးတွေကလည်းအင်ဂျီမှာရွှဲနေတာပဲမျက်လုံးတွေမိတ်ထားပြီးမျက်နှာကလည်းဖြူဖက်ဖြူရောဖြစ်နေတာကြည့်ရတာလူသေးနဲ့တောင်တူနေပါတယ်ကျမလည်းအပြင်ကိုတစ်ချက်ကြည့်ပြီးဘယ်သူမှမရှိတာတေချာတော့မှတကားကိုအမြန်ပိတ်အဖွားတို့ကိုနှိုးပြီးသူ့ကိုခန်းထဲအမြန်သေးခဲ့ရပါတယ်ဆရာဝန်ပင်းကြည့်တော့လေဒဏ်ရာကအရန်ပြင်းတာမို့အသက်ရှင်မရှင်မသေးချဘူးလို့ဆိုပါတယ်ကျမလည်းသူတေသွားမှစိုးရိမ်တာကြောင့်ကတင်ပေးမှ2ရက်2ညတိုင်တိုင်စောင့်ကြည့်ပေးခဲ့ပါတယ်အိမ်မှာလည်းအခန်းလုံးမရှိတာကြောင့်သူ့ကိုကျမရဲ့အိတ်ခန်းထဲမှာပဲထားခဲ့ရတာပါတကယ်တော့ကျမကတင်ပေါ်မှာသူတေသွားမှကိုကြောက်နေတာပါကန်ကောင်းကျင်တော့တတိယမြောက်နေ့မနက်မှာသူမျက်လုံးပွင့်လာပါတယ်
ကျမလည်းဝမ်းသာလုံးလို့ငိုတော်ငုံပြီးတော့မလို့ပဲသူအသက်ရှင်မှသာကျမလည်းကရင်အစ်စ်ဝယ်ရမယ့်ငွေကိုချွေတာနိုင်မှာမဟုတ်လားသူနိုးလာခါစားမှာတော့ဝေခွဲမရဖြစ်နေပြီးပဝင်းကျင်ကိုကြည့်နေပါတယ်ပြီးတော့သူ့မျက်နှာလေးနည်းနည်းနီလာသလိုပဲဒါကကျမအထင်ပဲလားတော့မသိဘူးပုံမှန်ထက်စာရင်တော့သူလူရုပ်ပိုပေါက်လာပါတယ်ရေလေးတစ်စက်လောက်လို့သူကအတန်အော်လေးနဲ့တောင်းပါတယ်ကျမလည်းရေခွက်ယူပြီးတိုက်ဖို့လုပ်တော့မှသူ့လက်မှာလည်းဒဏ်ရာတွေရှိနေတာသတိရပြီးသူ့ကိုကတင်ကောင်းရင်းမှာမိခိုင်းလိုက်ရပါတယ်ကျမရေခွက်ကိုသူ့နှုတ်ခမ်းသားတိပ်ပေးပြီးတိုက်လိုက်တဲ့အခါသူ့မျက်နှာကပိုပြီးနီလာပြန်ပါတယ်နှရွက်ဖြားလေးတွေတောင်ရဲနေတာပါတွေးပြန်လဲလာပြီဆိုတော့အခြေအနေကောင်းပြီပဲလို့ကျမတွေးလိုက်မိပါတယ်ဆရာဝန်ကလည်းအသက်အန္တရာယ်မရှိတော့ဘူးနားနားနေဖို့ပဲလိုတယ်လို့ဆိုပါတယ်ဒါနဲ့သူလည်းကျမအိမ်မှာပဲဆက်နေဖြစ်ပါတယ်ကျမကတော့သူနဲ့အခန်းတူတူမနေချင်တာနဲ့အမတော့ဒီကျဲရဲ့ကတင်မှာသွားကက်အိပ်ရတာပေါ့ငါတော့ကလည်းအိတ်ချင်မှုတူနဲ့ကျမကိုကတင်ပေါ်ကနေအချိန်ချင်းကန်ချတတ်တာကြောင့်ကျမခမရတော်တော်ပင်ပန်းခဲ့ရပါတယ်ဒုတိယမြောက်နေ့မှာတော့ကျမမျက်ကွင်းတွေညှိုးပြီးရှက်လင်ရွှေရှိကိုရောက်သွားပါတယ်သူ့ကိုအိမ်ကနေရင်ရင်ကျေးကျေးလေးနှင်ထုတ်ဖို့စူးစမ်းပေမဲ့သူကဘာမှမသိတယ်လို့ပဲကျမဘာပြောသူကပြန်မပြောပဲအိပ်ရပေါ်မှာပဲဆေးတောက်ပြီးအိပ်နေတာပါနောက်ဆုံးတော့မတက်နိုင်တဲ့အဆုံးကျမပဲဆိုင်မှာသွားအိပ်ရပါတော့တယ်ဒါပေမဲ့ဆိုင်မှာအိတ်တာ2ရက်ပဲရှိသေးတယ်အိမ်ကအစီကံမလေးရောက်လာပြီးရှက်လင်ရွှေရဲ့ဒဏ်ရာကပြန်ပွင့်လာပြီလို့ပြောတာကြောင့်အိမ်ကိုအပြေးပြန်လာခဲ့ရပါတယ်ဘယ်လိုလုပ်လိုက်လို့ဒဏ်ရာကပြန်ပွင့်ရတာလဲဆိုတာကျမလည်းစိတ်ပူသွားတာပေါ့ရှင်ဘာရီရှောက်လုပ်နေတာလဲကျမသွားတော့ကကောင်းနေသေးတာကိုလို့မေးတော့သူကစိတ်ကောက်နေတဲ့ပုံစံနဲ့မင်းလို့ရှိရင်သွားလို့ပါဒီဒဏ်ရာနဲ့ငါမသေးပါဘူးလို့ပြန်ပြောပါတယ်ကျမလည်းနှမျောတာကကျမစိုက်ထားတဲ့ဆေးဖို့တွေပါအစီကံမလေးကိုဆေးထည့်ခိုင်းတော့လဲသူကအငြိမ်မနေတာနဲ့ကျမပဲစိတ်မရှိတော့ပဲငြိမ်နေစမ်းလို့ဟောက်လိုက်ရပါတယ်ပြီးတော့သူ့အင်ဂျီကိုဆွဲချုပ်ပြီးဆေးထည့်ပေးလိုက်ပါတယ်ဆေးထည့်ပြီးမှငါဘာရီလုပ်လိုက်တာလဲဆိုတာသတိဝင်လာပါတယ်ယောက်ျားတစ်ယောက်ရဲ့အင်ဂျီကိုချွတ်ပြီးဆေးထည့်ပေးလိုက်တယ်ဆိုတော့ရုတ်တရက်ရင်တွေပူလာတယ်လို့ပဲကင်ထားတဲ့လက်တင်မကဘူးမျက်နှာတစ်ခုလုံးလဲပူထူလာပြီးရင်တွေလဲတဒိန်းဒိန်းခုန်လာပါတော့တယ်ဒီလိုခံစားချက်မျိုးကပထမဆုံးဆိုတော့ဘာလို့ရမှန်းမသိပဲအကြောင်းပြချက်တစ်ခုပေးပြီးအခန်းထဲကနေအမြန်ပြေးထွက်လာခဲ့ပါတယ်အပြင်မှာအမတော်ဒီကျဲနဲ့တိုးတော့မတော်ကနေပါဖြစ်နေတာလဲမျက်နှာကြီးကလည်းရဲလို့ဆိုပြီးတန်တရားနဲ့မေးပါတယ်ကျမလည်းဘာမှမဖြစ်ပါဘူးလို့ထစ်ထစ်ငေါငေါပြန်ဖြေပေမဲ့အမတော်ကတော့ကျမနောက်ကအခန်းကိုတစ်ချက်ကြည့်ပြီးဟိုလူငယ်လေးရှဲကြောင့်ကိုလို့ပြောပြီးပြုံးစီစီလုပ်နေပါတယ်ရှောက်မပြောနဲ့တော့လို့ကျမအော်ပေမဲ့သူကရုပ်လဲချောတယ်မျိုးရိုးလဲကောင်းမဲ့ပုံပဲနေနေဆိုရင်လို့လားဆနေပါသေးတယ်ကျမလည်းသူကအကိုကြီးရဲ့တငယ်ချင်းပါလာပြီးအောင်တယ်မလုံးနဲ့လို့ပြန်អော်လိုက်ရပါတယ်အဲ့ဒီညကတော့ရှက်လင်ရွံရဲ့ဒဏ်ရာထပ်ပွင့်မှာဆိုတာကြောင့်ဆိုင်ကိုပြန်မသွားတော့ပါဘူးဒါပေမဲ့အဲ့လိုလည်းမပြောဘူးလေညတကောင်ရံမှာအမဲရောင်အရေးတစ်ခုရှက်လင်ရွံရဲ့အခန်းထဲကိုတိတ်တိတ်လေးဝင်သွားတာမြင်လိုက်ရတော့ကျမရင်တွေထိတ်သွားပါတယ်တစုံတစ်ယောက်ကသူ့ကိုဒုက္ခပေးမလို့လားဆိုပြီးမိဖို့ချောင်းတွေကဓာမကြီးကိုသွားယူကသူ့အခန်းတကားရှေ့မှာကင်းဆောင်နေမိတယ်တကယ်လို့သူ့အကူကြီးတောင်းရင်အထဲကိုဝင်ခဲ့မလို့ပါဒါပေမဲ့မမျော်လင့်ပဲအထဲကနေရန်ဖြစ်တန်တွေကြားရမယ့်အစားရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်အဲ့ဒါလူကျင်ဟုံရဲ့အတန်ပါသူကအတန်ကိုတိုးတိုးလေးလုပ်ပြီးငါနီလန်းကအလုပ်ဖြစ်သားပဲမိန်းကလေးတွေကအလိုက်တည်တဲ့သူကိုသဘောကျတတ်တယ်ဆိုတာမျိုးတွေရှောက်ပြောနေတာပါအဲ့ဒီနောက်မှာတော့ရှက်လင်ရွံရဲ့ထွက်သွားစမ်းဆိုတဲ့အေးဆက်ဆက်အတန်ကိုကြားလိုက်ရပါတယ်လူကျင်ဟုံကတော့တခုခုကိုတောင်းပန်နေတယ်လို့ပါပဲသူတို့တွေတေးချင်အောင်ဆောင်တာဆိုတဲ့စကားလုံးတွေကိုပြောနေတာကြားလိုက်ရတော့ကျမလည်းအကြီးအကျယ်လျှို့ဝှက်ချက်တစ်ခုကိုတည်သွားတယ်လို့ဖြစ်ပြီးလူမိမှာဆိုလို့အမြန်ပြေးထွက်လာခဲ့ပါတယ်နောက်နေ့မနက်မှာတော့ကျမမျက်ကွင်းညိုညိုတွေနဲ့ရှက်လင်ရွံစီမနက်စာသွားပို့ပါတယ်သူကကျမကိုကြည့်ပြီးမင်းညကအိတ်မပြောဘူးလားလို့ပြုံးစီစီနဲ့မေးပါတယ်ကျမလည်းအိတ်မပြောဘူးလို့ပဲခက်တိုတိုပြန်ဖြေလိုက်ပါတယ်ရှက်လင်ရွံကကျမတို့အိမ်မှာခဏလောက်ထပ်နေပြီးတဲ့နောက်ဆုံးတော့နှုတ်ဆက်ပြီးထွက်သွားပါတော့တယ်သူထွက်သွားတာကိုကျမကတော့ဝမ်းသာနေပေမဲ့အဖွားနဲ့မိခင်ကြီးကတော့နှမျောနေကြပါတယ်အဖွားကအကိုကြီးကိုချစ်တဲ့စိတ်နဲ့ရှက်လင်ရွံကိုလည်းမြေးရင်းလိုတန်ရောစင်တွဲနေတာကိုမိခင်ကြီးကတော့သူ့မှာတခြားအစီအစဉ်ရှိပုံရပါတယ်အမတော်ဒီကျဲကအသက်20ပြည့်တော့မှမို့သူ့အတွက်တင့်တော်တဲ့တမက်လောင်းဖြစ်ရှက်လင်ရွံကိုမျက်စိကျနေတာပါကျမကတော့ကံပါရင်ပြန်ဆောင်ကြမှာပေါ့လို့ပဲအားပေးလိုက်ပါတယ်ရှက်လင်ရွံကလည်းကျမကိုပြုံးကြည့်ရင်ဟုတ်တယ်ပြန်ဆောင်ကြမှာပါလို့ပြောသွားပါတယ်ကျမလည်းသူ့ကိုမျက်စောင်းပဲထိုးလိုက်မိတယ်ဒါပေမဲ့ကျမအခန်းထဲပြန်ရောက်လို့စပွဲပေါ်ကငွေဆက်ကူတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူနောက်ထပ်ရက်နည်းနည်းလောက်ထပ်နေရင်ကောင်းသားလို့တွေးမိသွားပါတယ်ဒီလောက်ငွေအများကြီးပေးသွားတဲ့လက်ကောင်ကြီးကိုသူထွက်သွားပြီးနောက်မှာတော့ဘဝကအရင်လိုပဲပြန်ပြီးအေးချမ်းသွားပါတယ်အဲ့ဒီနေ့ရဲ့အကုန်မှာတော့ကျမတို့မိသားစုအတွက်အရန်ကိုဝမ်းသာစရာကောင်းတဲ့သတင်းတစ်ခုရောက်လာပါတယ်။အဲ့ဒါကတော့ဧကရစ်မင်းကြီးကအင်ရှေ့ဆန်ကိုရွေးချယ်ပြီးတဲ့နောက်နိုင်ငံတော်အနှံ့အထွေထွေလွတ်ငင်းချမ်းသာခွင့်ပေးလိုက်တာပါပဲ။အဲ့ဒီစရင်ထဲမှာကျမရဲ့အဖေနဲ့အကိုနှစ်ယောက်လည်းပါဝင်လာပါတော့တယ်။အဖွားနဲ့မိခင်ကြီးတို့ဒီသတင်းကိုကြားလိုက်ရတဲ့အခါတယောက်ကိုတယောက်ဖက်ပြီးဝမ်းသာအားရငိုကြပါတော့တယ်။နှစ်ပေါင်းများစွာမျှော်လင့်ခဲ့ရတဲ့မိသားစုပြန်ဆောင်ပွဲကတကယ်ဖြစ်လာတော့မယ်လေ။အဖေနဲ့အကိုတွေပြန်လာရင်အခုနေတဲ့အိမ်လေးကကျင်းလုံးမှာဆိုလို့အိမ်ကျဲကြီးတစ်လုံးပြောင်းဖို့ကျမတို့စဉ်းစားကြပါတယ်။ကံကောင်းတာကဒီနှစ်တွေမှာကျမတို့ငွေတွေအများကြီးစုမိထားလို့အိမ်ဝင်းကျဲကျဲဝယ်ဖို့လုံလောက်နေပါပြီ။ဒါပေမဲ့အိမ်မရှာရသေးခင်မှာပဲမြို့တော်ကနေနောက်ထပ်သတင်းကောင်းတစ်ခုထပ်ရောက်လာပါတယ်။အဲ့ဒါကတော့အိမ်ရှိဆန်တစ်ကကျမတို့ရှမ်းမိသားစုရဲ့အမှုတွဲကိုပြန်လဲစစ်ဆေးပြီးအပြစ်မရှိကြောင်းကြေညာလိုက်တာပါအဖေနဲ့အကိုကြီးတို့ဟာယာရုတွေပြန်ရခဲ့ပါတယ်ဒါပေမဲ့အဖေကတော့နှစ်ပေါင်းများစွာဒုက္ခခံခဲ့ရလို့အရာရှိလုပ်ဖို့စိတ်မပါတော့ပဲမိသားစုနဲ့အတူအေးအေးဆေးဆေးပဲနေကျင်တော့တာကြောင့်အနားယူခွင့်တောင်းလိုက်ပါတယ်ဧကရစ်မင်းကြီးကလည်းခွင့်ပြုပေးပြီးအကိုကြီးကိုတော့ယာရုတိုးပေးလိုက်ပါတယ်အကိုကြီးကအခုဆိုရင်ဝင်ကြီးဌာနမှာအဆင့်၄ရာရှိကြီးဖြစ်နေပါပြီအဖွားကတော့အကိုကြီးယာရုတက်တာညံလွန်းလို့တခြားသူတွေညှူစုမာကိုစိုးရိမ်နေပေမဲ့အကိုကြီးကိုမြင်လိုက်ရတော့မှဒါတွေအားလုံးဟာအကိုကြီးကိုယ်တိုင်စူးစမ်းအားထုတ်ခဲ့တာမှန်းသိလိုက်ရပါတယ်
အဖေနဲ့အကိုငယ်တို့အိမ်ကိုပျော်ပျော်ရွှင်ရွှင်ပြန်ရောက်လာကြပြီးနောက်အကိုကြီးကမိသားစုရှိမှဒူးထောက်ပြီးအကျိုးအကြောင်းအကုန်ရှင်းပြပါတယ်။အကိုကြီးမျိုးတော်ကိုရောက်သွားတဲ့အခါတတိယမင်းသားနဲ့ခင်မင်းရင်းနှီးခဲ့ပြီးညီကိုတွေလိုဖြစ်ခဲ့ကြတာပါ။တတိယမင်းသားကနန်းလူပွဲတွေထဲမပါဝင်ခြင်းပေမဲ့အခြေအနေအရပါဝင်ခဲ့ရတဲ့အခါအကိုကြီးကသူ့တငယ်ချင်းအတွက်အစွမ်းကုန်ကူညီပေးခဲ့ပါတယ်။ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့တတိယမင်းသားကအိမ်ရှိဆန်ဖြစ်လာပြီးအကိုကြီးရဲ့အနာဂတ်ကလည်းအကန့်အသတ်မရှိတောက်ပသွားတာပေါ့။ဒါပေမဲ့မိသားစုကိုဒုက္ခရောက်စေခဲ့တဲ့အတွက်အကိုကြီးကတောင်းပန်ရှာပါတယ်။အဖွားကအကိုကြီးကိုထုပေးပြီးကျမကိုအနားခေါ်လိုက်ပါတယ်။ဒါကမိသားစုအတွက်မင်းလို့ရမယ့်တာဝန်ပဲဒါပေမဲ့ရှောင်းချောင်းလေးကတော့ဒီနှစ်တွေမှာတကယ်ကိုပင်ပန်းခဲ့ရှာတာလို့ပြောလိုက်တော့အကိုကြီးကကျမကိုတေချာစိုက်ကြည့်ပြီးလေးလေးစားစားဦးညွတ်နှုတ်ဆက်ပါတယ်အကိုကြီးကညီမလေးတို့ကိုကျေးဇူးတင်ပါတယ်ဒုတိယညီမလေးဒီနှစ်တွေမှာတကယ်ကိုပင်ပန်းသွားပြီလားလို့အကိုကြီးကပြောပါတယ်ကျမကတော့အကိုကြီးကနှစ်သားလေးလိုချောမောတဲ့သူလိုပဲသိထားတာအခုမှသူ့ရဲ့စိတ်ထားကပိုပြီးလေးစားစရာကောင်းမှန်းသိလိုက်ရတာပါကျမလည်းပြုံးပြီးပြန်နှုတ်ဆက်လိုက်ပါတယ်အကိုကြီးရဲ့ကျမကမိသားစုအတွက်လှုပ်တင်လှုပ်ထိုက်တာကိုလုပ်တာပါအကိုကြီးကအပြင်မှာမိသားစုအတွက်အနာဂတ်ကိုတည်ဆောက်နေတာဆိုတော့ကျမကအိမ်မှာအားလုံးကိုဂရုစိုက်ပေးရမှာပေါ့လို့ပြောလိုက်တော့မိသားစုဝင်အားလုံးကကျမကိုမေတ္တာအပြည့်နဲ့ကြည်နေကြပါတယ်ဒီလိုမျိုးမိသားစုရဲ့နှွေးထွေးမှုကိုခံစားရတာကကျမအတွက်တော့အကြီးမားဆုံးဆုလက်ပါပဲ၃ရက်ကြာမှာတော့ကျမတို့မိသားစုမျိုးတော်ကိုပြောင်းကြပါတယ်ကျမရဲ့ခောက်ဆွဲဆိုင်ကိုတော့ယုံကြည်ရတဲ့ဆိုင်မန်နေဂျာကိုလွှဲထားခဲ့ပါတယ်မျိုးတော်ကိုရောက်တော့အကိုကြီးကကျမကိုပြုံးပြီးပြောပါတယ်ညီမလေးစိတ်အေးထားပါအကိုကြီးမျိုးတော်မှာဆိုင်ဒီဇိုင်းကြိုဝယ်ထားပြီးပိုင်ဆိုင်မှုစာချုပ်မှာလည်းညီမလေးနာမည်ပဲထည့်ထားတယ်တဲ့ကျမကအကိုကြီးကအရာရှိကြီးဖြစ်နေပြီကိုကျမကဈေးရောက်လို့ဖြစ်ပါမလားလို့မေးတော့အကိုကြီးကဘာဖြစ်လဲညီမလေးဝါသနာပါတာကိုပဲလုပ်ပါအကိုကြီးကအမြဲတမ်းညီမလေးရဲ့ကြောထောက်နောက်ခံဖြစ်ပေးမှာပါလို့ဆိုပါတယ်ကျမလည်းဝမ်းသာအားရနဲ့ကောင်းပါပြီအဲ့ဒီဆိုင်ကိုမျိုးတော်မှာအကြီးဆုံးဆိုင်ဖြစ်အောင်ကျမလုပ်ပြပါမယ်လို့ဂရုပေးလိုက်ပါတယ်မျိုးတော်မှာအခြေကျပြီးတိတ်မကြခင်မှာပဲဧည့်သည်တယောက်ရောက်လာပါတယ်။သူကတော့ရှက်လင်ရွယ်မှာဒါပေမဲ့အကိုကြီးကသူ့ကိုအိမ်ရှိဆန်မင်းသားလို့ခေါ်လိုက်တာကြတော့ကျမမြင်တက်သွားမိပါတယ်။သူကအစင်တန်းမြင့်တဲ့သူမှန်းသိထားပေမဲ့အခုလိုအိမ်ရှိဆန်ဖြစ်နေလိမ့်မယ်လို့မထင်ထားမိဘူးလေ။အဖွားတို့ကတော့ချက်ချင်းပဲဥညွတ်နှုတ်ဆက်ကြပေမဲ့ကျမကတော့ကြောင်ရက်နေတော့မှာပဲ။သူကအဖွားတို့ကိုရင်ရင်ကြေးကြေးပဲနှုတ်ဆက်ရင်ကျမကိုတော့ဘေးတစ်ဆောင်ကနေပြဆက်ကြည့်နေတဲ့ပုံစံနဲ့ကြည့်နေပါတယ်။သူကအလေးအမြတ်ပြုစရာမလိုဘူးလို့ပြောလိုက်လို့သာကျမလည်းကန်ကောင်းသွားတာပါ။သူနဲ့လူကျင်ဟုံတို့ကျမတို့အိမ်မှာထမင်းစားကြပြီးနောက်အကိုကြီးနဲ့အတူပြန်သွားကြပါတယ်။မိခင်ကြီးကတော့ရှက်လင်ရွယ်ရဲ့ကြောပြင်ကိုကြည့်ပြီးနှမျောစရာပဲအရင်ကတော့ငါသမီးဒီကျဲနဲ့တင့်တော်မယ်ထင်ထားတာအခုတော့အဆင့်တန်းကအရန်ကွာသွားပြီလို့ညှိရှာပါတယ်ကျမကတော့ရှက်လင်ရွယ်ရဲ့အဆင့်တန်းနဲ့အေးဆက်တဲ့အမူအရာကိုတွေးပြီးနောက်ကျရင်ရှောင်းတာအကောင်းဆုံးပဲလို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲရှောင်းလေတွေ့လေဖြစ်နေပါတော့တယ်အဲ့ဒီနေ့ကစပြီးရှက်လင်ရွယ်နဲ့လူကျင်ဟုံတို့ဟာကျမတို့အိမ်ကိုနေ့တိုင်းလိုထမင်းလာစားကြပါတယ်တခါတလေအကိုကြီးနဲ့စကားပြောရင်ညအိတ်တောင်တဲသွားတတ်ပါသေးတယ်အရင်ကအတူတူစားဖို့ပေမဲ့သူတို့ကအိမ်ရှိဆန်တွေဖြစ်နေမှန်းသိတော့ကျမလည်းအရင်လိုအေးအေးဆေးဆေးစားလို့မရတော့ပါဘူးစားတိုင်းရှက်လင်ရွံကကျမကိုစိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့်ကျမလည်းဆိုင်မှာအလုပ်ရှုပ်ချင်အောင်ဆောင်ပြီးဆိုင်မှာပဲပြောင်းနေလိုက်ပါတယ်။ဆိုင်မှာတော့ဘယ်သူမှလာမကြည့်တော့ထမင်းစားရတာပုံနေတာပေါ့။အကိုကြီးဝယ်ပေးတဲ့ဆိုင်ကနေရာကောင်းမှရှိသလိုအပြင်စင်တွေလည်းအကုန်သိရှိနေလို့အနေငယ်ပြင်ဆင်ပြီးတာနဲ့ဖွင့်လိုက်ပါတယ်။ဒါပေမဲ့မြို့တော်မှာကဆိုင်တွေအများကြီးရှိတော့ထူးခြားမှုမရှိရင်အောင်မြင်ဖို့ခက်ပါတယ်။ဒါကြောင့်ကျမကတနိုင်ငံလုံးကနာမည်ကြီးခင်းနေရာတွေကိုချက်တက်တဲ့စပိုမှုတွေကိုဖိတ်ခေါ်ပြီးဆိုင်ကိုထူးထူးခြားခြားပြင်ဆင်လိုက်ပါတယ်။အကိုကြီးရဲ့နာမည်ကိုသုံးပြီးကြော်ညာလိုက်တာကြောင့်ဆိုင်ဖွင့်တာနဲ့တင်တကယ်ကိုရောင်းကောင်းသွားပါတယ်။ဒါပေမဲ့မထင်ထားတာကရှက်လင်ရွယ်တို့၃ယောက်ဟာဆိုင်ရဲ့ဖောက်တယ်ကြီးတွေဖြစ်လာတာပါပဲအိမ်မှာလာစားရုံတင်မကပဲအခုဆိုင်မှာပါနေ့တိုင်းလာစားကြပါတယ်သူတို့ကငွေလဲအများကြီးပေးတယ်လို့တခါတလေဆိုင်မှာလာပြဿနာရှာတဲ့သူတွေကိုလည်းရှင်းပေးတတ်တာကြောင့်ကျမလည်းသူတို့ကိုကြည့်ပြီးပိုပြီးရင်းရင်းနှီးနှီးပြုံးပြနိုင်လာပါတယ်အခုဆိုရင်ကျမလည်းအရွယ်ရောက်လာပြီဆိုတော့အဖွားနဲ့မိခင်ကြီးကအမတော်ဒီကျဲအတွက်အိမ်အောင်ဖက်ရှာပေးနေကြပါတယ်နောက်ဆုံးတော့ဝင်ကြီးဌာနကအရာရှိကြီးတယောက်ရဲ့မြင်းနဲ့ဆေးဆက်လိုက်ကြပါတယ်အဲ့ဒီလူကစိတ်ထားဖြောင့်မတ်ပြီးကျမဈေးရောက်နေတာကိုတောင်ကာကွယ်ပြောပေးတတ်သူမို့အမတော်အတွက်ကျမတကယ်ဝမ်းသာမိပါတယ်ဒါပေမဲ့အမတော်အိမ်အောင်ပြုပြီးတိတ်မကြခင်မှာပဲအဖွားတို့ကကျမကိုပြန်ကြည့်လာကြပါတယ်။အခုဆိုရင်ကျမရဲ့ရှေ့မှာအမျိုးသားတွေရဲ့ပုံတူပကြီးကားတွေအများကြီးချထားပါပြီ။ကျမရှေ့မှာချထားတဲ့လူငယ်မျိုးသားတွေရဲ့ပုံတူတွေကိုကြည့်ရင်စိတ်ထဲမှာတော့ရှက်လင်ရွံ့ရဲ့တည်ငြိမ်အေးဆက်တဲ့မျက်နှာကပဲခဏခဏပေါ်လာနေပါတယ်။ဒီလူငယ်တွေနဲ့သူ့ကိုမတိမတာနှိုင်းယှဉ်မိပြီးသူတို့ကစိတ်ဝင်စားစရာမကောင်းပါဘူးလေလို့တွေးမိတာနဲ့တင်ကိုယ့်ဘာသာကိုခေါင်းခါပြီးသူ့ပုံရိပ်ကိုဖျောက်ဖျက်ပြရပါတယ်။ဒီရက်ပိုင်းသူကကျမရှေ့မှာခဏခဏလာပေါ်နေလို့ပဲဖြစ်မှာပါလို့ကိုစင်ကြေပေးမိတာပေါ့။ဒါပေမဲ့အဖွားနဲ့မိခင်ကြီးတို့ရဲ့မျောလင်းတကြီးကြည့်နေတဲ့မျက်လုံးတွေကိုမလွန်ဆန်နိုင်တာနဲ့မျက်လုံးကြည်ကြည်လင်းလင်းရှိတဲ့လူငယ်လေးတစ်ယောက်ရဲ့ပုံကိုပဲရွေးလိုက်ရပါတယ်။နောက်နေ့မှာတော့အဖွားတို့ကအဲ့ဒီလူငယ်လေးနဲ့သူ့အမေကိုအိမ်ကိုဖိတ်လိုက်ပါတယ်။ကျမကတော့ကာယံထားတဲ့စခင်နောက်ကနေချောင်းကြည့်နေရတာပေါ့။အဲ့ဒီလူငယ်လေးကစကားသုံးခုပြောရင်နှစ်ခုကအမေကပြောတယ်ဆိုတာမျိုးတွေကြီးပဲမို့ကျမလည်းစိတ်ပြက်ပြီးအိမ်သာသွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အပြင်ကိုထွက်လာခဲ့ပါတယ်။အိမ်ခေါင်မိုးအောက်မှာရက်ပြီးလေးပူတွေမှုတ်ထုတ်နေတော့မှပဲရှက်လင်ရွံတစ်ယောက်အလောတကြီးလျှောက်လာတာကိုတွေ့လိုက်ရတယ်။မင်းသားဒီအချိန်ကြီးဘာလာလောက်တာလဲနန်းတွင်းညီလာခံမပြီးသေးဘူးလားလို့ကျမအံ့ဩတကြီးမေးလိုက်ပါတယ်သူကကျမရှေ့မှာရက်လိုက်ပြီးအသက်ရှူတန်းနည်းနည်းမြင်နေပေမဲ့တင်းငင်ချင်းအောင်ဆောင်နေပါတယ်ပြီးတော့လေချောင်းတစ်ချက်ဟန့်ပြီးငါပြောချင်တာကဟိုလီယာရှိရဲ့တားငယ်ဆိုတာအမေပြောတာပဲနားထောင်တတ်တဲ့သူမင်းအတွက်မသိတော့ဘူးလို့ပြောပါတယ်ကျမလည်းခဏလောက်စဉ်းစားပြီးမှသူပြောတာအခုအိမ်ထဲမှာရောက်နေတဲ့လူငယ်လေးအကြောင်းမှန်းသိလိုက်ရတယ်ဒါကိုပြောဖို့အတွက်နဲ့မင်းသားကအပြေးလွှားလာခဲ့တာလားလို့ကျမကမေးလိုက်ပါတယ်သူမျက်နှာကနည်းနည်းတော့မယိုးမသားဖြစ်သွားပြီးမင်းမိသားစုကမင်းအတွက်အိမ်အောင်ဖက်ရှာပေးနေတယ်လို့ကြားလို့ပါငါကမြို့တော်ကလူငယ်တွေရဲ့အကျင့်စရိုက်ကိုသိနေတော့မင်းကိုလမ်းမမရောက်စေချင်ုံပါလို့ဆိုပါတယ်ကျမလည်းရင်ထဲမှာပြောမပြတတ်တဲ့ခံစားချက်တစ်ခုဖြစ်လာပြီးသူ့ကိုစမ်းသပ်ချင်တာနဲ့အရင်နေ့ကကျမကြည့်ထားတဲ့ပုံတူပကြီးကားတွေကလူငယ်တွေအကြောင်းတယောက်ချင်းစီလိုက်မေးကြည့်ပါတယ်သူကတော့လူတိုင်းရဲ့အားနည်းချက်တွေကိုပဲထောက်ပြပြီးဘယ်သူမှမသိတော့ဘူးလို့ကြီးပြောနေပါတော့တယ်ကျမလည်းကလေးဆန်ဆန်နဲ့မင်းသားကလူတိုင်းကိုမကောင်းဘူးလို့ပြောနေတော့ကျမအတွက်အသိတော်ဆုံးလူကိုတခါတည်းအကြံပေးလိုက်ပါလားလို့မေးလိုက်ပါတယ်
သူကကျမကိုတော်တော်ကြာအောင်စိုက်ကြည့်နေပြီးငါပဲလေဆိုတဲ့စကားတစ်ခုကိုဖြည်းဖြည်းချင်းပြောချလိုက်ပါတယ်ကျမမှာအံ့ဩသွားတာရောဝမ်းသာသွားတာရောနောက်ဆုံးတော့စိတ်တူတာရောပေါင်းစုံသွားပါတယ်မင်းသားကျမအမှားတစ်ခုခုလုံးမိရင်လည်းပြောပါဒီလိုမျိုးလာနောက်เสียမလိုပါဘူးလို့ပြန်ပြောလိုက်ပါတယ်သူကကျမဒီလိုတုံ့ပြန်လိမ့်မယ်လို့မထင်ထားပုံရပြီးငါတခါမှမနောက်ဘူးမင်းကိုငါရဲ့မယားငယ်ဖြစ်ထားဖို့ပြောတာမဟုတ်ဘူးလို့စိုးရိမ်တကြီးပြောပါတယ်ကျမလည်းသူ့ပေါ်ခန်းစားချက်ရှိပေမဲ့အစင်တန်းကွာခြားချက်နဲ့နန်းတွင်းကိစ္စတွေကိုတွေးပြီးမယားငယ်မဟုတ်ရင်ရောဘာလဲလို့မေးလိုက်ပါတယ်သူကတက်ပြင်းချပြီးတကယ်တော့ငါကမင်းသားကိုဖြည်းဖြည်းချင်းကပ်ပြီးမင်းရဲ့စိတ်ကိုအနိုင်ယူမလို့ပါပဲမင်းငါကိုပြန်ချစ်လာတော့မှလာတောင်းရမ်းမလို့စဉ်းစားထားတာဒါပေမဲ့မိမိသားစုကဒီလောက်မြန်မြန်စီစဉ်နေလိမ့်မယ်လို့မထင်ထားမိဘူးလို့ဆိုပါတယ်သူကကျမနာကိုတလန်းတိုးလာပြီးရှမ်မီသားစုရဲ့ဒုတိယသမီးလေးငါမင်းကိုသဘောကျနေတာကြပါပြီငါကိုလက်ထပ်နိုင်မလားလို့တလုံးချင်းပြောလိုက်တဲ့အခါကျမရင်တွေတဒိန်းဒိန်းခုန်လာပြီးအသက်ရှူဖို့တောင်ခတ်သွားပါတယ်သူ့ရဲ့တကြီးလာတဲ့မျက်လုံးတွေကိုကြည့်ရင်ကျမလုံးမိတဲ့တုံ့ပြန်မှုကတော့ထွက်ပြေးတာပါပဲဟုတ်ပါတယ်သူ့ရဲ့မျောလင်းတကြီးကြည့်နေတဲ့မျက်လုံးတွေကိုထားခဲ့ပြီးကျမအခန်းထဲပြေးဝင်ကစောင်းကြုံအိတ်နေမိတော့တာပါပဲဝန်ခံရရင်တော့သူပြောလိုက်တဲ့စကားကြောင့်ကျမအယမ်းပျော်သွားတာပါဒါပေမဲ့စိုးရိမ်တာကအဆင့်တန်းကွာခြားချက်ပါပဲအေဂရစ်ကမယားငယ်ကမွေးတဲ့မိန်းကလေးတစ်ယောက်ကိုအိမ်ရှိဆန်ရဲ့ကျင်ရတော့အဖြစ်ခွင့်ပြုပါမလားဒါကြောင့်နောက်နေ့မှာအဖွားတို့ရှာပေးတဲ့လူငယ်တွေကိုပို့ပြီးစိတ်ဝင်စားနဲ့ကြည်နေမိပါတယ်ဒါပေမဲ့ထူးဆန်းတာကကျမကိုလာတောင်းရမ်းကျင်တဲ့သူတွေအားလုံးကတညအတွင်းမှာတင်နောက်တရက်ကုန်ကြသလိုနဲ့လက်ဆောင်သွားကြတာပါပဲဘသူလက်ချက်လဲဆိုတာကျမသိတာပေါ့ဒါကြောင့်ရှက်လင်းရွယ်အိမ်ကိုရောက်လာတဲ့အခါသူ့ရဲ့လက်ဖက်ရည်ခွက်ထဲကိုစားတွေနှစ်စုံလောက်ခိုးထည့်လိုက်ပါတယ်သူကတော့မျက်နှာမပြတ်ပဲတငုံလေးနဲ့တောက်ချလိုက်တာကိုကြည့်ပြီးကျမခိုးရနေမိပါတယ်သူကကျမကိုပြုံးပြီးကြည့်တဲ့အခါမှာတော့ကျမရင်တွေထက်ခုန်လာပြန်လို့မျက်နှာလွှဲလိုက်ရပါတယ်ခဏနေတော့ဥယျာဉ်ထဲကရေကန်သားမှာငါးစာကျွေးနေတော့မူပြီးချော်လဲမလို့ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာနှွေးထွေးတဲ့ရင်ခွင်တစ်ခုတည်းကိုရောက်သွားပြီးဘာလို့ဒီလောက်ဂယုမဆိုင်ရတာလဲဆိုတဲ့ရှက်လင်ရွယ်ရဲ့အတန်ကိုကြားလိုက်ရတယ်ကျမသူ့ကိုတွန်းထုတ်ပြီးကျေးဇူးတင်ပါတယ်မင်းသားလို့အဝေးကနေနှုတ်ဆက်လိုက်ပါတယ်သူကတက်ပြင်းချပြီးဟိုလူတွေကိစ္စကငါလုပ်တာမဟုတ်ဘူးနော်လူကျင်ဟုံကသူတို့စီမှာစကားသွားများလိုက်တာဖြစ်မှာပါလို့ရှင်းပြပါတယ်လူကျင်ဟုံရဲ့အကျင့်နဲ့ဆိုရင်ဖြစ်နိုင်တာပဲလို့ကျမတွေးမိပါတယ်ရှက်လင်ရွယ်ကဆက်ပြောပါတယ်ငါအဖေမှာမိမတွေအများကြီးရှိလို့ငါအမေနဲ့ငါငငယ်ကလေးကတော်တော်ဒုက္ခရောက်ခဲ့ရတယ်ဒါကြောင့်ငါဘဝမှာဇနီးတစ်ယောက်ပဲထားမယ်လို့ဂရုပေးထားတယ်ရှောင်းချောင်းငါ့ကိုအခွင့်အရေးလေးတစ်ခုလောက်ပေးလို့မရဘူးလားတဲ့သူ့ရဲ့စိတ်မချသလိုတောင်းဆိုမှုကိုကြားရတော့ကျမရင်ထဲမှာနာကျင်သွားရပါတယ်နောင်ကြရင်သူဂရုတီမတင်မသိနိုင်ပေမဲ့အခုအချိန်မှာတော့သူ့ရဲ့စိတ်ရင်းကိုကျမယုံကြည်ပါတယ်ကျမပြုံးပြီးခေါင်းကြီးပြလိုက်တဲ့အခါသူ့မျက်နှာမှာတစ်ခါမှမမြင်ဘူးတဲ့အပြုံးမျိုးပေါ်လာပါတော့တယ်သူထွက်သွားပြီးနောက်အမတော်ဒီကျဲကကျမနောက်ကနေရောက်လာပြီးသူကမင်းသားတစ်ယောက်တော့တေချာစဉ်းစားပါအောင်လို့တတိပေးပါတယ်ပြီးတော့မှသူကပြုံးပြီးဒါပေမဲ့ဘာပဲဖြစ်ဖြစ်နင်ကငါညီမပဲလေနင်ဒုက္ခရောက်ရင်ငါရှိတယ်လို့ပြောတဲ့အခါကျမမျက်ရည်ဝဲပြီးသူ့ကိုဖတ်လိုက်မိပါတယ်အမတော်ကဒါနဲ့နောက်ကြရင်နင်းဆိုင်မှာငါလာစားရင်ပတ်စံမယူနဲ့နော်လို့နောက်လိုက်တော့မှကျမလည်းရေးနိုင်ပါတော့တယ်ကျမတို့လက်ထပ်ဖို့အမိန့်စာကြလာတဲ့အခါအကိုကြီးကတော့အံ့ဩဆုံးပါပဲရှက်လင်ရွံရဲ့ဂုံယူနေတဲ့ပုံစံကိုကြည့်ပြီးအကိုကြီးကတော့တညလုံးအရက်တိုက်ပြီးပညာပေးပါတော့တယ်နောက်ဆုံးတော့ရှက်လင်ရွံကပဲအကိုကြီးကိုပြန်တွဲပို့လိုက်ရတာပေါ့အဖွားကတော့ဘလို့ပဲဖြစ်ဖြစ်သူကငါရှက်မိသားစုရဲ့တမက်ဖြစ်လာပြီးပဲဆိုပြီးသဘောကျနေပါတယ်မတော်ဒီကျဲလက်ထပ်ပြီး3လအကြာမှာကျမနဲ့ရှက်လင်ရွံတို့လက်ထပ်ခဲ့ကြပါတယ်လက်ထပ်ပြီးနောက်မှာလည်းသူကကျမရဲ့လွတ်လပ်ခွင့်ကိုမကန့်သက်ပါဘူးကျမဝါသနာပါတဲ့အလုပ်တွေကိုဆက်လုပ်ခွင့်ပေးသလိုအကိုကြီးကိုပေးခဲ့တဲ့ကတိအတိုင်းလည်းကျမရဲ့ဆိုင်ကိုမြို့တော်မှာအကြီးဆုံးဆိုင်ကြီးဖြစ်လာအောင်လုပ်နိုင်ခဲ့ပါတယ်။ရှက်လင်ရွံကလည်းသူ့ဘဝတစ်လျှောက်လုံးကျမကိုပေးခဲ့တဲ့ကတိအတိုင်းတည်တည်မြဲမြဲနဲ့ချစ်မြတ်နိုးသွားပါတော့တယ်